Faridar Shar အဖတာရီအတွက်ခောက်ဆွဲတုပ်လေးတုပ်စာမှာပေါ့နော်ရန်ကုန်ခောက်ဆွဲတုပ်လေးပေါ့နော်ပစ္စည်းတော့မစုံဒါပေမဲ့စီရာလေးနဲ့ပဲတုံးလိုက်တယ်ကဲဒီမှာအာလူးလေးလည်းပြုတ်ထားတယ်ခောက်ဆွဲလေးလည်းပြုတ်ပြီးတော့မှရေစစ်ထားတာပေါ့နော်အာစီလေးနဲ့လူထားတယ်ကဲဒီမှာတုပ်ဖို့တော့ ready ပါပဲကျွန်မစပြီးတော့မှတုပ်တော့မှာပေါ့နော်အဖတာရီအချိန်လည်းကနေပြီဆိုတော့လေကဲခောက်ဆွဲလေးထည့်တယ်အာလူးလေးထည့်တယ်ကော်ပီလေးထည့်မယ်မစီစီတာလေးနဲ့ပဲပေါ့နော်တုပ်ထားတာပေါ့နော်အဓိကကတော့ပေါ့နော်သူ့ရဲ့ဆော့ပေါ့နော်ဒီခောက်ဆွဲတုပ်တဲ့နေရာမှာကလေသူ့ရဲ့ဒီအချင်းရည်ကအဓိကပဲပေါ့နော်ကဲကျွန်မဒီမှာအားရပါရနှဲ့တာပေါ့နော်အဲ့မှာနှဲ့ရင်းနဲ့တော့လေတော်တော်လေးစားချင်းနေတယ်ပေါ့နော်အချိန်ရလဲလေ5 မိနစ်ကြံ့နေတော့ဆိုတော့မမြင်လွတ်ပြီးတော့မှနှဲ့နေတယ်ပေါ့နော်စားဖို့တော့နောက်ဆုံးမှာကျမရဲ့ခောက်ဆွဲတုပ်လေးရတော့ရပါပြီအဆုံးထိကျေးဇူးပြီးတော့ကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်ဘိုင်